ရောက်มาတဲ့ KNU ခေါင်းဆောင်တေခါနီးအဖိုးကြီးတွေကိုမေးကြည့်ပါတယ်ငါတို့ရဲ့ PDF တွေရဲ့အသက်တွေငါတို့ရဲ့ကရင်ပြည်သူလူထုလူကြီးလူငယ်တွေရဲ့အသက်တွေငါတို့ရဲ့ကရင်ပြည်နယ်တပြည်နယ်လုံးကဘငွေတန်စစ်ရနဲ့ပဲတန်တာလာမအေလို့ဖိုးကြီးတို့ရေဟာစာမတပေမတတိတရားမရှိကိုကြီးစားတရားမရှိရောက်มาတဲ့နော်ကရင်ပြည်နယ်ကိုဖျက်ဆီးရောင်းစားတဲ့နော်ကရင်လောက်ကောင်အဖိုးကြီး KNU စီးပွားရေးသမားတို့ရေအခုမှမို့ဘာတည်င်းတွေကြားလဲဆိုတော့တည်င်းသစ်တစ်ခုနော်ပြည်သူတို့နော်ကရင်ပြည်နယ်အာဆာလန်10လပိုင်း18ရက်နေ့မှာ KNU ခေါင်းဆောင်တွေရအောင်ပြန်တော့ဖွင့်မယ်တဲ့နော်ဘာကြောင့်လဲဆိုတော့ထိုင်းအာနာပိုင်နဲ့ဒီစစ်တပ်အာနာပိုင်တွေကညစ်နိုင်ပြည်တဲ့နောက်ပိုင်းမှာသူတို့ကိုဘငွေတန်းစစ်ရပေးမယ်အဲ့ဒီအာဆာလန်မကိုသူတို့ရအောင်ပြန်တော့ဖွင့်ပေးရမယ်သူတို့လည်းရအောင်ဖွင့်မယ်18ရက်နေ့နော်အဲ့ဒါပြောချင်တာတော့ငါတို့ရဲ့ကရင်ပြည်နယ်ရဲ့အနာကငါတို့ရဲ့ကရင်ပြည်လူထုတွေရဲ့အနာကတနိုင်ငံလုံးရဲ့အသက်တွေအနာကတွေကညီတို့ဘငွေတန်းစစ်ရနဲ့ပဲတန်တာလာနော်အဲ့ဒီဘငွေတန်းစစ်ရနဲ့ငါတို့ PDF တွေရဲ့အသက်ပေါင်းများစွာကိုသူတို့လဲလိုက်တယ်ငါတို့ကရင်ပြည်သူလူထုကရင်နယ်မြေကရင်မြို့ကရင်ရွာတပြည်နယ်လုံးကိုနဲ့သူတို့လဲလိုက်တာအေးလို့နော်တလိုက်ဆန်ထက်ဆိုးတဲ့ခေါင်းဆောင်တွေလူရောက်မှာခေါင်းဆောင်တွေမျိုးမစစ်အမျိုးဖြက်တိုင်းဖြက်တီဖြက်ဒီနယ်ရောင်းစားနော်လူမျိုးကိုဖြက်စီရောင်းစားနေတဲ့ရောက်တမခေါင်းဆောင်တွေဟာလောဝကိုကြီးစားတရားမရှိစောက်ဆက်တရားမရှိအဲ့ဒီဘငွေတန်းစစ်ရနဲ့နော်နည်းနည်းလေးနဲ့ကြက်ချီဝက်ချီလောက်နဲ့နေတို့သွားပြီးတော့နှမျောတယ်ဟာတန်ဖိုးထားနေတယ်အဲ့ဒီဘငွေတန်းစစ်ရကိုနေတို့အတွက်အရန်ကိုတန်ဖိုးစီးတယ်ငါတို့ရဲ့ကရင်ပြည်လူထုသက်ပေါင်းများစွာငါတို့ရဲ့ PDF တွေရဲ့သက်ပေါင်းများစွာအနာကပေါင်းများစွာလူငယ်တွေရဲ့အနာကပေါင်းများစွာကိုအဲ့ဒီဘငွေတန်းစစ်ရနဲ့နေတို့လဲလိုက်တယ်ငါတို့ရဲ့ကရင်ပြည်နယ်ကတန်းစစ်ရနဲ့ပဲတန်တာလားငါတို့ရဲ့ကရင်ပြည်နယ်နော်အရန်ကိုတန်ဖိုးစီးတဲ့အဲ့ဒီအာဆာလမ်မကတန်းစစ်ရနဲ့ပဲတန်တာလားအဖိုးကြီးတို့ဟာနေတော့တာလူအောင်နောက်လူစိတ်နည်းနည်းစီလို့စီရင်လေငါတို့မြန်မာပြည်ကြီးငြိမ်းချမ်းတဲ့နေ့ဒီမိုကရေစီဖက်ဒရယ်ရတဲ့နေ့အာဏာရှင်အာဏာယူစစ်တပ်မအေလို့တွေကြဆောင်တဲ့နေ့အဲ့ဒီကရင်ပြည်နယ်ရဲ့တန်ဖိုးကတန်းစစ်ရမကဘူးတေခါနီးအဖိုးကြီးတို့ရေရောက်တမအဖိုးကြီးတို့ရေအမျိုးရောက်အဖိုးကြီးတို့ရေပြည်ဖြက်မျိုးဖြက်ပြည်နယ်ကိုရောင်းစားတဲ့အဖိုးကြီးတို့ရေပြည်သူလူထုကိုဒုက္ခပေါင်းများစွာပေးနေတဲ့မအလားခွေတောက်တဲ့အကြီးစားလောက်ကောင်တို့ရေဟာကရင်ပြည်နယ်သားမြန်မာတနိုင်ငံလုံးသားငိမ့်ချမ်းရေးစစ်မနဲ့ငိမ့်ချမ်းရေးလို့လိုက်ရတဲ့နေ့ကကရင်အဲ့ဒီကရင်ပြည်နယ်အာဆာလမ်းမကငါတို့ရရမှာလေတန်းစစ်ရမဟုတ်ဘူးတန်းကတိထောင်ဘီလီယံဒေါ်လာဘီလီယံပေါင်းများစွာနဲ့ငါတို့ရမယ်ဟာအခုကနေတော့စားဖို့တောက်ဖို့တန်တို့မိသားစုကောင်းစားဖို့တန်တို့စဉ်းစားကိုလူမျိုးကိုပြည်နယ်ကိုနိုင်ငံတနိုင်ငံလုံးကောင်းစားဖို့အတွက်မျိုးဆက်တဲ့အားလုံးအနာကကောင်းစားဖို့အတွက်မစင်စားတဲ့ရောက်တမတေခါနီးအဖိုးကြီးတို့ရေငါနီတို့ဘယ်လိုမျိုးဆဲရမလဲကွာကဲအခုမှမပြောမယ်နော်ကရင်ပြည်နယ်မှာစစ်တပ်နေတဲ့ຫນွေဦးတော်လာရဲ့အဖွဲ့အစည်းအမှန်တွေနော်ကရင်ပြည်နယ်မှာစစ်တပ်နေတဲ့ PDF အဖွဲ့အစည်းတွေနော်ကရင်ပြည်သူလူထုဘက်မှာရတည်တဲ့ရိုးသားတဲ့ကရင်ခေါင်းဆောင်တွေတချို့အကြီးအသေးနေတော့စစ်ခွေးစစ်သားကိုတိုက်เสียမလို့တော့ဘူးဒီရောက်มาတဲ့နော်ဒီရောက်มาပြီးတစ္ဆာဖောင်းတဲ့ဒီ KNU ခေါင်းဆောင်တွေပဲတို့ပြန်တော့တိုက်ဆောက်ချစင်ထုတ်နော်စစ်ခွေးကိုနေတော့ဆက်တိုက်လို့စင်တော့မနိုင်ဘူးဘာလို့ဆိုတော့တို့ရဲ့ခေါင်းဆောင်တို့အဖေခေါ်နေတဲ့တို့ရဲ့အဖဖထီးတွေကမအားလားခွေးအကြီးစားဖြစ်နေလို့ဒလန်အကြီးစားဖြစ်နေတဲ့အကြောင်းအဲကြောင့်မအားလားကိုနေတော့ဘလောက်ပဲနိုင်ချင်းတိုက်ချင်းဒီလိုမျိုးဒလန်အကြီးစားကိုဘေးနားမှာကိုအောက်ချောက်နေတဲ့သူရဲ့ကိုထိန်ချောက်နေတဲ့သူရဲ့ကိုဘယ်တော့မှမနိုင်ဘူးအဲကြောင့်မအားလားကိုနိုင်စေချင်လို့ရှိရင်ဒီအဖိုးတွေကိုဒီရောက်มาတဲ့တစ္ဆာဖောက်လောက်ကောင်စီးပွားရေးသမားငွေမဲ့နေတဲ့ဒီရောက်တမခေါင်းဆောင်တွေကိုရအောင်ဆောက်ချပြီးမှမအားလားကိုတိုက်ဆောက်ချလို့မရဲဘူးဆိုရင်ရအောင်ထွက်ပါကရင်ပြည်နယ်မှာနော်အမြန်နီးနဲ့ဆောင်လိုက်ပါနေတို့အလကားသေးကောင်းမှာဒါမဲ့ဆက်တိုက်မယ်ဆိုရင်အနီးကရန်သူမအားလားတောက်တိုင်အကြီးစားလောက်ကောင်အကြီးစားတွေကိုဖြိုးပါနော်လောက်ကောင်ကြီးစားငါခေါ်တာဒီလောက်ကောင် BJ တွေပဲမဟုတ်ဘူးနော်ဒီကရင်လောက်ကောင် KNU ခေါင်းဆောင်အဖိုးကြီးတွေကိုတို့ရအောင်စောက်ချရမယ်တို့ဆင်ရမယ်နေတို့ဆက်တော့အမိတ်နာခံမယ်ဆိုရင်နေတို့ကိုပြန်တော့ရောင်းစားမှာပဲနော်အနုမြင့်နဲ့နေတို့ရောင်းစားမယ်နေတို့ကိုအယုံသွင်းမယ်ပြီးတော့နေတို့ပြန်တော့လောက်ကြံမယ်အခုတို့လောက်တယ်မျိုးလေလေးနှစ်ကျော်တွင်းထဲမှာ PDF အသက်ရပေါင်းများစွာထောင်နဲ့စီတာဒီကရင်မြင့်နဲ့အသက်ပေးစားတာနော်အဲ့ဒီဘငွေတန်းစစ်ရနဲ့တို့လဲလိုက်တာPDF တွေပဲတေးတာမဟုတ်ဘူးကရင်ပြည်သူလူထုကလေးလူကြီးတမိသားစုလုံးအများကြီးပဲတေးနေရတယ်ရွာတွေလည်းအများကြီးပြကြမြို့တွေလည်းအများကြီးပြကြနောက်ဆုံးတော့ဘငွေတန်းစစ်ရနဲ့
သူတို့အကောင်လုံးလဲလိုက်တယ်အဲကြောင့်ကရင်ပြည်နယ်ကိုစစ်ဆက်တိုက်မဲ့အဖွဲ့တွေတော်လန်ရေးအဖွဲ့တွေပေါ့နော်မင်းတို့ဘက်ကကရင်လူမျိုးကိုကာကွယ်ခြင်းနဲ့ကရင်ပြည်နယ်ကိုကာကွယ်ခြင်းနဲ့လူရောက်မှရဲ့လက်ထက်မှာမရောက်အောင်နော်ကရင်ပြည်သူလူထုနေတို့ယုံကြည်တာဘလောက်ထောက်ပံ့ပေးလဲ2021ရက်နေ့ခုထိနေတို့တောင်းတန်းကရင်ပြည်သူလူထုတွေမြန်မာတနိုင်ငံလုံးတိုင်းရင်းသားတွေအားလုံးနေတို့ကိုဘာမှထောက်ပံ့ပေးတယ်နော်သူတို့ဘက်မှာနေတို့ရတည်ပြီးတော့နေတို့ကဆက်ပြီးတော့ကာကွယ်မယ်ဆက်ပြီးတော့လှုပ်ပေးမယ်ဆိုရင်ဒီအဖိုးကြီးရဲ့စကားကိုတို့ဆက်ပြီးတော့နာခံလို့မရတော့ဘူးဒီအဖိုးကြီးကိုတို့ရအောင်ဆောက်ရမယ်တို့စင်းထုတ်ရမယ်မအားလာကိုနော်မအားလာကိုငါတို့ပြန်တော့တိုက်တယ်လို့မျိုးဒီအဖိုးကြီးတွေကိုတို့ပြန်တော့တိုက်ရမယ်ဒီအဖိုးကြီးကပြည်သူလူထုကိုအနှုတ်နီနဲ့တတ်တယ်မအားလာကပြည်သူလူထုကိုအကြံနီနဲ့တတ်တယ်နော်အဲ့ကြောင့်နေတော့ပြည်သူကိုချစ်ပါတယ်ပြည်သူအတွက်တို့လောက်ပါတယ်ပြောနေတဲ့အော်နေတဲ့ဟိုဘိုဒီဘိုဒီအားလုံးတော်လန်ရေးခေါင်းဆောင်တွေပေါ့နော်နေတော့ဒီအဖိုးကြီးတရားစကားကိုဆက်ပြီးတော့နာခံမယ်ဆိုရင်မကြခင်နေတို့အလောက်ကျန်တပ်ဖြတ်ခံရမယ်နော်အဲကြောင့်အသေးခံမလားအသေးမခံချင်ဘူးပြည်သူလူထုကိုဆက်ပြီးတော့ကာကွယ်မယ်ဆိုရင်ဘာကိုစင်းသိမ့်လဲဘာကိုလှုပ်သိမ့်လဲဒီချိန်ဒီခါမှာနော်နေတို့နေလို့မရတော့ဘူးအော်ဒီအဖိုးကြီးတွေကိုလည်းပြန်တော့လှုပ်လို့မရဲဘူးတော်လန်ရေးကိုတော့ဆက်ပြီးတော့လှုပ်ချင်လို့ရှိရင်တခြားနေရာမှာသွားလှုပ်ပါဒီကရင်ပြည်နယ်မှာဆက်ပြီးတော့လှုပ်မယ်ဆိုရင်အလကားအချိန်ကုန်မယ်တို့အလကားသိမယ်ပြည်သူလူထုငွေလည်းအလကားကုန်မယ်နော်ဒါမဲ့တကယ်ဆက်လှုပ်ချင်တယ်ဘယ်နေရာမှမပြောင်းချင်ဘူးဆိုရင်တို့တိုက်ရမယ့်ကောင်ကဒီကရင်တစ္ဆာဖောက်လောက်ကောင်ခေါင်းဆောင်တွေအခုဘတ်ငွေတန်စစ်ရာကိုလက်ခံတဲ့ဒီခေါင်းဆောင်တွေကိုလည်းပြန်တော့ဆင်ရမှာနော်အဲ့ဒါပဲတပြတာလှုပ်ပါလှုပ်မရဲဘူးဆိုရင်အမြန်နည်းနဲ့ဆောင်ပါဆက်ပြီးတော့နေတဲ့လူတွေလှုပ်လို့မရဲဘူးဆက်ပြီးတော့နေတဲ့လူတွေဆိုရင်တို့အကောင်လုံးသိကုန်မှာအကောင်လုံးသိမယ်အကောင်လုံးသိမယ်အဲ့ဒါသိကြတယ်နော်အဲ့လောက်ပဲနော်